Hello guys ကျမတို့စကားပြောကြမယ်နော်ကျမဒီနေ့အရန်လဲအားတယ်အလုပ်လည်းမရှိဘူးပြီးတော့မိုးလဲရွာနေတယ်ဆိုတော့အပြင်ထွက်လို့လည်းအဆင်မပြေသေးဘူးနော်ကျမဒီနေ့စီခံသွားမှာဖြစ်တယ်ဒါပေမဲ့မိုးရွာနေတော့ကျမမထွက်ချင်သေးဘူးဆိုတော့ကျမတို့စကားပြောကြမယ်ပြီးတော့ကျမပြောမယ့်စကားလေးဒီနေ့ကကျတော့ကျမဝင်ပါတယ်လို့ဖြစ်မယ်နော်အဲဆိုတော့နားလည်ပြီးကြပါကျမလေးဒါပေမဲ့သူများကိုဝေဖန်ဖို့သွားမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဘာလို့ကျမဒီလိုမျိုးဝင်မပါဖို့တဲ့နေရာမှာမပါသွားခဲ့တာလဲဆိုရင်လေကျမပြောဘဝနဲ့အရန်တိုက်ဆိုင်လို့နော်အဲ့လိုမျိုးဖြစ်ဖို့လားမသိဘူးကျမအချိန်ဖြစ်ဖို့တယ်သူများတွေဗီဒီယိုကြည့်နေဖြစ်ဖို့တယ်ဒါပေမဲ့ဝင်မပါဘူးဒါပေမဲ့ဒီနေ့ကကြတော့လေပါချင်တယ်အရေးကျမအလေးထားတဲ့အရာတစ်ခုဆိုတော့လေအဲ့ဒါကဘာလဲဆိုတော့ကျမတို့အခုမြင်တွေ့နေရဒီဦးသက်ပေါ့နော်ဦးသက်နဲ့သူ့ရဲ့ဒူလေးဆိုတော့သူတို့ကမိသားစုတွေလေနော်ဦးလေးနဲ့ဒူလေးဆိုတော့ပြီးတော့ကျမကဗမာစကားနဲ့ပြောမှာနော်မြန်မာစကားနဲ့ပြောမယ်ဒါပေမဲ့ချင်းစကားပိုင်လဲပါမယ်နော်ပြီးတော့အင်္ဂလိပ်ပိုင်းလည်းပါမယ်ဆိုတော့အဆင်မပြေတဲ့သူတွေကြွ you can just wrap up ကြော်သွားလို့ရတယ်ကျမဘဝနဲ့သက်ဆိုင်တဲ့ဟာပဲပြောမှာမို့လို့ပေါ့နော်ဆိုတော့ I'm so excited anyway ဘာလို့လဲဆိုတော့ကျမတို့ကမိသားစုတွေကိုတန်ဖိုးထားတဲ့သူထောက်ပံ့ပြီးတဲ့သူတွေပေါ့နော်အများကြီးမထောက်ပံ့ရင်တောင်မှကျမတို့ကချစ်လို့တတ်နေတဲ့လောက်လုပ်ပြီးတဲ့သူတွေပေါ့နော်လူအတူတူများများလည်းအဲ့လိုပဲရှိမယ်ထင်တယ်မိသားစုတွေကိုကြည်ပြီးချင်တဲ့လူတွေရဲ့စိတ်မှာလေအရန်ကောင်းစေချင်တဲ့စိတ်လည်းပါတယ်တဲ့လားပြီးတော့အဲ့လိုမျိုးလူတော်များများနိုင်ငံခြားမှာလုပ်ရဲဆိုရင်လေမိသားစုကိုတိတ်မထောက်ပံ့ဘူးကိုယ့်အနေကိုကောင်းစားနေတယ်ပေါ့နော်အဲ့လိုမျိုးဒါပေမဲ့တချို့ကကြတော့လေမိသားစုတွေကိုထောက်ပံ့ပြတဲ့သူတွေကမိသားစုမှာတခုခုဖြစ်နေကိုပဲစိတ်နာသွားတဲ့သူတွေအများရှိတာပေါ့နော် Okay anyway ကျမလေးစကားအရင်ပြောတတ်တဲ့ထဲမှာလည်းမပါဘူးရှင်းနောက်ပြောမှာဖြစ်တယ်ဆိုတော့ you have to understand the point ကျမကအခုဦးသက်ရဲ့နေရာမှာကျမကိုထားမယ်ကွာဘာလို့လဲဆိုတော့ကျမလည်းတော်လေးဖြစ်နေတယ်ဒူမလေးရှိတယ်သူတို့လည်းအခုနိုင်ငံခြားမှာရောက်ခါစားလေးတွေပေါ့နော်လှုပ်နေတယ်ဘဝအခုမှပဲစနေတဲ့လူတွေပေါ့နော်ဆိုတော့ဒါမဲ့ကျမတို့ကကြတော့သူတို့ကဒီနားလေးမှာပဲရောက်နေတယ်ကျမတို့ကဒီမှာရောက်နေတော့လေကျမတို့မှာလေ share ချင်တဲ့ဝေမျှချင်တဲ့အရာအများကြီးရှိတယ်ဒါမဲ့အခုလူငယ်တွေကဘယ်လိုဖြစ်လာလဲဆိုတော့လေသူတို့အရန်တိနေပြီပေါ့နော်အရန်တက်နေပြီဖြစ်တဲ့သူတွေရှိတယ်အတိကတော့ယောက်ျားလေးတွေပေါ့နော်ကျွန်မပြောပြချင်တာယောက်ျားလေးတွေဒါကြလဲတဘာဝပဲအခုခေတ်အလိုက်နဲ့ဖြစ်နေတာပေါ့နော်ဆိုတော့ကျွန်မတို့ဝေဖန်လို့လည်းမရအောင်စိတ်ဆိုးလို့လည်းမရအောင်အဲ့ဒါကိုလေဆိုတော့ကျွန်မအမိကလေးဆိုတော့တော်သေးတယ်နော်ယောက်ျားလေးဆိုရင်တော့လေဘယ်လိုဆုံးမရမလဲဘယ်လိုကန်ထွေရမလဲဆိုရတာကလေလုံးဝကိုမတူဘူးတလားမင်းကလေးဆိုတော့ပြောရတာလွယ်တယ် easy နော်ဒါပေမဲ့အခုတို့နေရာဖြစ်နေတဲ့အရာကဘာလဲဆိုတော့လေစေတနာကလေဝေဒနာဖြစ်သွားတယ်နော်စေတနာကဝေဒနာဖြစ်သွားတယ်သူ့အိုလေးဘက်ကကျမသုံးသက်တယ်လို့ဆိုရင်သူ့အိုလေးကလည်းသူတို့ငယ်ငယ်လေးကတည်းကထောက်ပံ့ပေးနေတဲ့သူဖြစ်မြင်ထင်တယ်ပေါ့နော်သူကြီးပြင်းလာတာကိုမြင်တွေ့နေရတဲ့ဦးလေးတယောက်ဖြစ်မြင်ထင်တယ်ဆိုတော့သူ့ရဲ့ကောင်းစီချင်တဲ့စိတ်လွတ်အားကြီးတယ်ပြီးတော့အကောင်းပဲရစီချင်တဲ့ပေါ့နော်အဲ့လိုမျိုးလွတ်အားကြီးတဲ့စိတ်ဒီကြောင့်ပေါ့နော်အခုလိုမျိုးဖြစ်သွားလို့မြင်တယ်ကျမလည်းအဲ့လိုပဲကျမတူလေးတွေလည်းအကောင်းဆုံးပဲရစီချင်တယ်ရေးစားတောင်မှလေဖြစ်တယ်လို့မရွေးစီချင်ဘူးအကောင်းပဲရွေးစီချင်တယ်သူတို့ရသမျှတွေအကုန်လုံးကအကောင်းပဲရစီချင်တာပေါ့နော်ဆိုတော့ဒါမဲ့အခုလူငယ်တွေကလေစကားပြောလို့ကမလွယ်ဘူးတဲ့လားကျမဆိုလည်းလေသူတို့ကိုစုံမချင်တာပဲဖြစ်တခုခုလေပြောချင်တာပဲဖြစ်ပေါ့နော်ဒီတိုင်း easy ပြောလို့မရတဲ့အရာမျိုးဆိုရင်တော့ကျမလေဘာလုပ်လို့ရှိလဲဆိုတော့
တခါတလေအေးတွေသွားဝယ်တယ်စားစရာတွေဝယ်လိုက်အဝတ်အထည်တွေပေါ့နော်အရင်အိုးဆုံးသူတို့ကိုလေဟိုဗိုက်ပြောင်းအရင်ထားတယ်ပေါ့အဲ့မှကျမကပြောလို့ရှိတယ်အဲ့ဒါကျမကလေသူတို့ကိုကြောက်လို့မဟုတ်ဘူးကြောက်စရာအကြောင်းလည်းလုံးဝမရှိဘူးဒါပေမဲ့သူတို့တွေလေစိတ်နာသွားမှကြောက်တာတိလားစိတ်နာတော့မှကြောက်လို့အဲ့လိုမျိုးလှုပ်လေးရှိရပေါ့နော်ပြီးတော့ကျမတူလေးတွေကလေတခါတလေပြောရဲကြီးစုပြင်ဆက်မယ်ပါညာပေါ့ကျမကြီးစုလဲမလို့ချင်ဘူးပြီးတော့ဒါမဲ့သူတို့ကပြောလိုက်ပြီဆိုကြတာကျမကဘယ်လိုပြောလဲဆိုကျမကိုကြီးစုဆက်ချင်နေဆိုရင်ပေါ့နော်နင်တို့ဘဝမှာအကောင်းဆုံးဒါလှုပ်လိုက်ပေါ့နော်အကောင်းဆုံးဖြစ်နေတယ်ကောင်းတယ်ဆိုတဲ့အရာကိုကျမကိုမြင်တွေ့စီပါပေါ့နော်အဲ့လိုမျိုးဆိုရင်ကျမကအရန်ဟို beauty ဖြစ်နေပြီကြီးစုဆက်တယ်လို့သဘောထားပြီလို့ကျမတို့အများပြောလို့ရှိတယ်ပြီးတော့ဒိုလေးတွေဆိုရင်ပေါ့နော်သူတို့မင်းကလေးဆိုတော့ကျမအရန်ကြီးမစိုးရိမ်ဘူးပေါ့နော်ယောက်ျားလေးဆိုတော့ကောင်မလေးတွေရွေးချယ်မှလည်းကျမစိုးရိမ်တယ်တဲ့လားဘာလို့လဲဆိုတော့လေဒီအသက်အရွယ်စေချိုသက်အရွယ်မှာလေတကူကိုမှားပြီးထစ်ပြီးဆိုရင်လေဟိုမှားဆက်မှားဖို့ကအရန်လွယ်တယ်အဲ့ဒါကြတော့အလုံးသိမယ်ထင်တယ်နော်အဲ့ကြောင့်အခုဦးသက်ဆိုရင်လည်းသူ့တူလေးကိုလေဟိုအဲ့လိုမျိုးလမ်းမအရန်ကြောက်တဲ့စိတ်နဲ့လေအဲ့လိုမျိုးဖြစ်သွားတယ်လို့ကျမကမြင်တာပေါ့နော်ဒါပေမဲ့အခုနောက်ဆုံးဖြစ်နေတဲ့အရာကျတော့ကျမဘယ်လိုပြောမလဲဆိုရင်သူ့အမကိုအလွန်လိုမျိုးဖြစ်သွားတာပေါ့နော်အဲကြောင့်ကျမလေတငယ်ချင်းနေပဲဖြစ်ဒစိမ့်နေနဲ့ရံဖြစ်ရမှအရန်ဘယ်လိုပဲဖြစ်ပေါ့နော်လုံးဝမကြောက်ဘူးခရုလည်းမဆိုင်ဘူးဒါပေမဲ့မြေသားဆိုအထဲမှာပါတယ်လေကို့အမသူ့အမကိုအလွန်စေတနာဝေဒနာအဲ့လိုမျိုးဖြစ်သွားမှအရန်ဆိုရင်တဲ့တယောက်ပေါ့နော်အဲကြောင့်ကျမပြောချင်တဲ့အရာအများရှိတောင်မှကျမ silent လုပ်လိုက်တယ်အခုလူငယ်တွေကလေပြောတိုင်းလိုက်မလုပ်တော့ဘူးပြီးတော့ဟိုပြောရဲလဲနားမထောင်ဘူးတိလားဆိုတော့ဒါပေမဲ့လေအငယ်အနေနဲ့ကြတော့ကျွန်မလှုပ်စီချင်တဲ့အရာတွေဟိုပြန်မပြောစီချင်ဘူးတိလားဒါပေမဲ့ဟူးမှာရောက်နေတဲ့ဦးလီကဒီကိုရောက်နေတဲ့လူငယ်တယောက်ကိုပြောတယ်ဆိုရင်သုံးသပ်စီချင်တယ်သူပြောတဲ့သဘောပေါ့နော်သုံးသပ်စီချင်တယ်သူပြောတဲ့ပုံစံသူ့အိုးလေးပြောတဲ့ပုံစံမလှခဲ့ဘူးဆိုရင်တောင်မှလေဟိုသုံးသက်ပါပြီးတော့ပြန်ပြီးလေအဲ့လိုမျိုးမပြောစီချင်ဘူးတလားသူတို့ကဆယ်လီဆိုတော့follower ရချင်လို့ပြောရင်ပြောမှာပေါ့နော်ဒါပေမဲ့ဒါကမိသားစုเนาะဒီလိုမျိုး you can't judge you can't display you know မိသားစုကဒီတိုင်းဖြစ်ပြီးသွားတာမဟုတ်ဘူးတလားရေးစားထက်ရှာလို့ရတယ်နော်ယောက်ျားထက်ရှာလို့ရတယ်ကောင်မလေးမိန်းမထက်ရှာလို့ရတယ်မိသားစုကလေမရဘူးဆိုတော့လေ do not play နော်ကျမပြောချင်တာအဲ့ဒါလေစေတနာတွေဝေဒနာဖြစ်သွားမှကြောက်တယ်ကျမဆိုရင်အဲ့လိုပဲအဲ့ကြောင့်လေကျမမပြောတော့ပဲဒီတိုင်းညီသွားတဲ့အချိန်ရှိတယ်ပြီးတော့ကျမလေဒူလေးတွေကိုဆိုတော့မယ်ပါညာဆုံးမတော့မယ်ဆိုရင်လေသူတို့အဖွားကျမအမေရမမသူတို့ရဲ့မိဘတွေကိုအရင်အဆုံးအတိပေးတာပေါ့နော်you know I'm very very careful about those things ဆိုတော့သူတို့က okay ဆုံးမလိုက်ပါညာဆိုရင်ကျွန်မဆုံးမကြည့်တာပေါ့နော်တခါတလေဆိုရင်အဲ့ဒါပြောမနေနဲ့သူတို့ဘက်ကပဲကျွန်မကိုလာဆုံးမခိုင်းတယ်ကျွန်မနေတို့ပြောရမှာအဲ့ဒါကျွန်မသူတို့ရဲ့အတော်ပေါ့နော်မိဘမဟုတ်ဘူးဆိုတော့ပြောလိုက်လို့ရှင်ကျွန်မမုံသားမှာဒါမှမဟုတ်ကျွန်မစိတ်ဆိုးသွားမှာအဲ့လိုမျိုးရှိတယ်ပေါ့ဒါပေမဲ့သူတို့ဘက်ကပြောဘယ်လိုပြောဆိုတော့ပြောလိုက်ဆိုရင်ကျွန်မကတော့ဆက်ပြီးပြောလိုက်တာပေါ့နော်ဆိုတော့တဘောကလေအခုလူငယ်တွေကလေနားမထောင်ချင်ဘူးနင်ပြောလိုက်ရင်လေပြန်ပြီးတုံ့ပြန်ချင်တယ်သူတွေပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒါလေတဘာဝပဲထင်ပါတယ်အခုခေတ်နေပေါ့နော်ဒါပေမဲ့အငယ်အနေနဲ့မိသားစုအရေးဆိုရင်တော့လေပြန်ပြီးမပြောဘဲနဲ့လေကိုယ့်ဟာကိုယ်လည်းပြန်သုံးသပ်ကြည့်ပေါ့နော်ကျမတူလေးတွေဆိုရင်လည်းအဲ့လိုပြောတယ်ကျမစကားနားမထောင်ဘူးဆိုရင်ရတယ်ဒါပေမဲ့ကျမပြောလိုက်တဲ့ဟာပေါ့နော်ပြန်သုံးသပ်ကြည့်လိုက်ကျမရဲ့ပြောလိုက်တဲ့အတိတ်ပဲပြန်သုံးသပ်ကြည့်လိုက်လို့ကျမအမြဲတမ်းပြောတယ်ဒါပေမဲ့ကံကောင်းစွာနဲ့ပေါ့နော်ကျမဒူမလေးတွေကဖျားကြီးဆိုတော့ကြောင့်ဟိုဗလဲအဲ့လိုမျိုးခက်နဲ့ဟိုရတဲ့ဗလဲပြောဆရာပေါ့နော်အဲ့လိုမျိုးမရှိဘူးပေါ့နော်သူတို့လေးတွေကသူတို့ဟာနဲ့သူတို့ဟိုနားထောင်ကြတယ်